င်းရရွှေငယ်ပေမဲ့စိတ်ကပြင်းတကူကွာမင်းဟိုတစ်ခါငါလောက်ထားမှတ်သေးဦးထင်တယ်ပုံနေရသူရှိရင်ခေါ်လိုက်စမ်းဟိအောင် အော်လန်ဆီယာရဲ့စကားကြောင့်ဆရာမင်းထင်ဒေါသထွက်သွားခဲ့ပါတယ်အိုးခမည်းကကျုပ်တပည့်တွေကိုအနိုင်ကျင့်တယ်ဆိုတဲ့လူပဲပြန်ဆုံးမပြရသေးတာပေါ့ကွာမင်းတင်လောကမြည်ကြည့်စမ်းပြီးတော့အာယုံလိုအပ်နေတဲ့ပိတ်တာကြီးကိုပြန်ခေါ်ပြီးဆရာမင်းထင်အားနင်းတက်ဖို့စေခိုင်းခဲ့ပါတယ်အော်လန်ဆီယာရဲ့စေခိုင်းချက်ကြောင့်ပိတ်တာကြီးဆရာမင်းထင်စီကိုလာတဲ့အချိန်မှာဝနာကနေပေါ်ပြန်တက်ပြီးတော့ပိတ်တာကြီးရဲ့မျက်လုံးကိုဘာမှမမြင်နိုင်အောင်ဂါရာနဲ့ကားထားလိုက်တယ်ဗျအဲဒီနောက်အဆိုပါအော်လန်ဆီယာလုံးဝတောက်မခံနိုင်တော့ပဲတိုက်ခိုက်နေရမှထွက်ပြေးသွားခဲ့ပါတယ်ခဏနေတော့ပိတ်တာကြီးဟာချိန်စာမိနေတဲ့နေရာကနေလွတ်လာသူတယောက်လိုကြောင်းစီစီဖြစ်ပြီးတော့အသက်ကိုအော်ကျွေးတော်တယ်ဗျဒီအချိန်အောင်မန်းရွာဖုံးဝင်းကျောင်းကကျောင်းထိုင်ဖုံဖုံနဲ့ရွာတကြီးတို့ရောက်လာခဲ့ကြပါတယ် တကားကြီးကောင်းရမွန်ရသွားပါတော့နော်တကားကြီးရဲ့သားနဲ့သမီးတွေလည်းအရွယ်ရောက်နေကြပါပြီဒီနေ့ကုန်ရင်တကားကြီးရဲ့သားလေးကိုကိုတော့တာမဏေဝတ်ပေးလိုက်မယ်ဒီပြိတ္တာဘွားကနေလွတ်ရလွတ်ကြောင်းသာကိုဘာသာရှာကြံပါတော့ကိုတော်လဲတကားကြီးအမြန်ကျွတ်လွတ်နိုင်ဖို့အတွက်တသက်လုံး